လီပြန်လာခင်ပြီးရှင်းကိုလန့်သေးမတဲ့အလုပ်ပြီးတဲ့နောက်သူတို့နှစ်ယောက်ဟာလူသက်သမားဆရာဝန်ကိုတတ်သိခံပေးနိုင်တဲ့ nurse မလေးအိုကိုရှာဖွေဖို့ထွက်ခဲ့ကြပါတယ်။ရှင်းနေရှင်းဟာစုံတန်းအကူကြီးနဲ့သူမကိုရှာတွေ့ခဲ့ပြီးမြင့်သူမဟာဆရာဝန်ကနေလာဘက်လူထားတဲ့ပြင်ချင်းချောက်မှုကိုပါခံနေရတယ်လို့သိလိုက်ရပါတယ်။ဒါကြောင့်လဲသူမကရှင်းနေရှင်းကိုအရေးကြီးတဲ့အချက်တစ်ခုပေးလိုက်ပါတယ်။ဈေးရုံရမတန်းတွေအားလုံးကိုတင်စီထားတဲ့ဆက်ထဲက hard drive ကိုရှာတွေ့မယ်ဆိုရင်လီတင်ဆုံးမှုအတွက်ဈေးဘက်မာရွေးမှုကိုတက်သေးပြနိုင်ပါပါ။နာဟိုးလေဒီ hard drive အကြောင်းသိသွားပြီးမြဲသူမရဲ့အချက်လူကြီးဒွေရောင်ကိုယ်တိုင်ကဒီသက်သေကိုဖျောက်ဖျက်ဖို့စူးစမ်းနေတာကိုတော့သူမမသိပါဘူး။ဒါကြောင့်လဲသူမဟာအစိုးရရှိနေကင်စီကနေသတင်းအချက်လက်နှိုက်ယူဖို့စီစဉ်ပါရဲ့။သူမရဲ့ဖုန်းကိုကိုယ်တိုင်ဖွဲ့ပြီးအစိုးရရှိနေစီဖုန်းခဏငှားယူပြီး hard drive ဘယ်မှာရှိလဲဆိုတာကိုသိအောင်လုပ်လိုက်ပါတယ်။စေရစုတဲ့တရေလီရဲ့အကူအညီနဲ့ရှင်းနေရှင်းလဲဒီသတင်းကိုရသွားပါတယ်။သူနဲ့သူ့ရောက်မတို့ကကိုတောင်တစ်ခုကိုတွားစစ်ဆေးတဲ့အခါအဲ့ဒီနေရာကလီရဲ့ဂွင်းဟောင်းကတရားမဝင်ပစ္စည်းတွေတင်ထားတဲ့နေရာမှန်မသိပါဘူး။အချက်လန်ဆောင်မြောင်သွားတာနဲ့ရှင်းနေရှင်းဟာလူမိုက်တွေဝိုင်းထားတာကိုခံလိုက်ရပါတယ်။သူတို့ကိုတောင်နဲ့ဝင်ပြီးတောက်ခတ်လိုက်ပြီးတဲ့နောက်ဘောင်စိုးနဲ့လီတို့က hard drive နဲ့ထွက်ပေါက်ကိုရှာနေကြမှာရှင်းနေရှင်းကတကားကိုအတင်းပိတ်ထားရပါတယ်။လူမိုက်တွေ Windows Pro ကဝင်လာတော့မြအချိန်မှာနာဟွန်းကိုရော့ပြီးသူမဟာရှာဖွေခွင့်ဝင်းနေနဲ့လာလဲအစိုးရရှိနေပါလို့လိန်လိုက်ပြီးရှင်းနေရှင်းကိုကဲလိုက်ပါတယ်။သူမနဲ့လူမိုက်တွေဂိုးတောင်ထဲဝင်သွားချိန်မှာတော့ရှင်းနေရှင်းဟာတခြားဘက်ကထွက်ပြေးသွားပါပြီ။လီရဲ့အမတ်ရမှုကြောင့်ရှင်းနေရှင်းဟာဂွင်းခေါင်းဆောင်ရဲ့ကားထဲမှာဝိတ်ထားတဲ့ hard drive ကိုရှာတွေ့ပါတယ်။ဒါပေမဲ့နာဟွန်းအန်ဒီရဲ့ရှိနေတာကိုသိလိုက်တာနဲ့ရှင်းဟာဂွင်းခေါင်းဆောင်ရဲ့ကားနဲ့ဂိုးတောင်ထဲကိုအတင်းဝင်တိုက်လိုက်ပါတယ်။နာဟွန်းဟာသူ့ရဲ့ရဲရင်မှုကိုအံ့ဩသွားပြီမဲ့ခဏအကြာကဲမှာရှင်းဟာလူမိုက်တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။လီဟာရှင်းနေရှင်းကိုကြိုက်ပေးဖို့ကိုယ်တည်းဝင်ပူးခြင်းပေမဲ့ဘာကြောင့်မှမသိပဲဝင်ပူးလို့မရဖြစ်နေပါတယ်။ဂွင်းကောင်းဆောင်ကနာဟွန်းကိုတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာရှင်းကသူ့ကိုယ်နဲ့ကာကွယ်ပေးလိုက်ပါတယ်။ဒေါသထွက်သွားတဲ့လူမိုက်တွေဟာရှင်းကိုအရင်ဆုံးရိုက်နှက်ပါတယ်။အဲ့ဒီမြင်ကွင်းဟာလီရဲ့အရင်အဖြစ်အပျက်ကိုပြန်သတိရစေပါတယ်။လီဟာချစ်ချင်းတော့မဟုတ်မုန်းချင်းစောတဲ့ပြင်းထန်တဲ့ခံစားချက်တွေရှိမှသာဝင်ပိုးနိုင်တယ်ဆိုတာသိလိုက်ပြီးရှင်းနေရှင်းရဲ့ကိုယ်ထဲကိုဝင်ပိုးပြီးလူမိုက်အားလုံးကိုအနိုင်တိုက်လိုက်ပါတယ်။ဒါပေမဲ့ဂွင်းခေါင်းဆောင်ကိုအလဲထိုးပြီးချိန်မှာရေစက်လီတစ်စက်ကရှင်းရဲ့ကိုယ်ပေါ်မှာကျသွားတာကြောင့်လီဟာကိုယ်ထဲကနေထွက်သွားရပါတယ်။နာဟွန်းဟာမေလန်နီအရှင်းရဲ့အိတ်ထဲက hard drive ကိုတွေ့ပြီးဖျက်ဆီးဖို့ကြံစီပြီးမြဲသူမရဲ့ပြိုင်ပဲဖြည့်ထားမဲ့သူ့ပေါ်မှာထားတဲ့ခံစားချက်ကြောင့်လက်မလျှော့နိုင်ဖြစ်နေပါတယ်။နောက်ဆုံးမှာတော့ hard drive ကအစိုးရရှိနေလက်ထဲရောက်သွားပြီးအမှန်တရားပေါ်ပေါက်သွားပါတယ်။ဆရာဝန်အဖမ်းခံခဲ့ပြီးနာဟွန်းဟာပထမအကြိမ်အမှုရှုံးသွားပါတယ်။ဒါပေမဲ့သူမကဝမ်းနည်းပုံမရှိပဲသူမရဲ့ရွေးချယ်မှုအတွက်ဂုဏ်ယူနေတဲ့ပုံစံပါ။ရှင်းနေရှင်းဟာမင်းကြီးတို့သားမီးတို့ကိုတွားပြီးရိုးပြီးလီကိုသူ့ကိုယ်ထဲကနေမိသားစုကိုနှုတ်ဆက်ခွင့်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့လီဟာအေးအေးချမ်းချမ်းထွက်ခွာနိုင်ခဲ့ပါတယ်။ဒီအမှုအောင်မြင်သွားပြီးရှင်းရဲ့ရှင်းနေဘဝကိုအောင်မြင်ပွဲနဲ့စတင်နိုင်ခဲ့ပြီမဲ့သူဟာတရေဒီနဲ့ထက်မပတ်သက်ချင်တော့ပါဘူး။ဒါကြောင့်စားတွေကြက်သွန်ဖြူတွေနဲ့လက်မကတ်တိုင်းတွေကိုရုံးကန်းမှာထားလိုက်ပါတယ်။ဒါပေမဲ့သူထင်တာမှားသွားပါတယ်။တရေမာလေးတတစ်ခုထက်ပေါ်လာပြန်ပါတယ်။အစာအိုးပေါ်နာပြုတ်တဲတည်ဆုံးခဲ့ရတဲ့သူမရဲ့တည်ဆုံးမှုနောက်ပိုင်းမှာရှိရဲ့အမှန်တရားကိုရှာဖွေဖို့ရှင်းနေရှင်းရဲ့တာဝန်ထက်ရောက်လာပါတော့တယ်။နောက်ဗီဒီယိုမှာထပ်တွေ့မယ်နော်။အပေါင်းနဲ့နှိပ်ပြီးအားပေးကြပါအောင်နော်။